はい、皆さん、こんにちは。私、အခုပြပြပေးမယ့်ပုံစံကအရှိရပုံစံလေးနဲ့မတူဘဲနဲ့ဒီရာခိုင်နှုန်းမှာဆိုလို့ရှင်လေသူ့ရဲ့တွေ့တဲ့ပုံစံရှိတယ်။ဒီမိနစ်တွေဒီအခုရတဲ့တက်ဟာမှာဆိုလို့ရှင်လေသူ့ရဲ့တွေ့တဲ့ပုံစံလေးရှိတယ်။ဒါကိုနားလည်အောင်လို့ပုံစံတူတဲ့ပုံစံနှစ်ပုဒ်ကိုတွက်ပြပေးပါမယ်နော်။ဒီပုံစံမှာဆိုလို့ရှိရင်ဂျူဂိုအီအချီမေဒါတော့ဒီဝန်ထမ်းတယောက်ကနေပြီးတော့ကျတော့ကျွပွန်တဲ့10မိနစ်မှာဆိုလို့ရှိရင်စန်ဂျူကိုကိုနိုအိုနီဂီရီကိုစကားရူကိုတော့ကတက်ခဲ့ますအိုနီဂီရီ35ခုကိုပြုတ်လုံနိုင်တယ်။ဒါဆိုလို့ရှိရင်ဂျူဂိုအီကိုမေတဲ့ဝန်ထမ်း9ယောက်ဆိုလို့ရှိရင်ရောချပွန်တာတော့အိုနီဂီရီကိုနန်ကိုစကာရဲမတ်ကမိနစ်60မှာဆိုလို့ရှိရင်အိုနီဂီရီဘယ်လောက်လုံနိုင်မလဲလို့မေးတာပါနော်ဆိုတော့အပေါ်ကအတိုင်းပဲချရေးလိုက်မယ်နော်လူတစ်ယောက်က10မိနစ်ကို35ခုလုံနိုင်တယ်လူ9ယောက်မိနစ်60မှာဆိုလို့ရှိရင်ဘယ်နှခုလုံနိုင်မလဲဆိုတော့ပါစနစ်နေမှာဆိုလို့ရှင်လေသူ့ရဲ့တွက်တဲ့ပုံစံလေးရှိတယ်လို့ပဲဒီပုံစံမိနစ်တွေဒီအခွင့်အရေးတွေမှာဆိုလို့ရှင်လေသူ့ရဲ့တွက်နည်းလေးရှိတယ်တွက်နည်းတွေကတော့အများကြီးပဲရှိတယ်ဝါသာရှင်းပြပေးမယ်ဒီတွက်နည်းကကြတော့သူ့ကိုရှင်းကြည့်ရမယ်ဓာတ်ရိုက်အချိုးလားပြောင်းပြန်အချိုးလားဆိုတာကိုရှင်းကြည့်ရမယ်ဓာတ်ရိုက်အချိုးဆိုလို့ရှိရင်ပြောင်းပြန်လန်ရမယ်ပြောင်းပြန်အချိုးဆိုလို့ရှိရင်ကျတော့ဒီစရေးထားတဲ့အတိုင်းလေးပဲထည့်တွက်ရုံပဲเนาะလူနဲ့အခုရည်တွက်နေကိုအရင်ရှင်းကြည့်မယ်လူတစ်ယောက်မှာဆိုလို့ရှိရင်35ခုလုံနိုင်တယ်လူ9ယောက်မှာဆိုလို့ရှိရင်တယောက်မှာတော့35ခုလုံနိုင်နေဆိုမှတော့လူ9ယောက်ဆိုလို့ရှိရင်အခုရည်တွက်ကပိုများသွားမှာများတာဆိုတော့ကျတော့ဓာတ်ရိုက်အချိုးလို့ခေါ်တယ်ပထမပိုင်းတော့တယောက်အခုကလူ9ယောက်ဆိုလို့ရှိရင်ဆိုပြီးတော့တယောက်နဲ့ရှင်လိုက်လူ9ယောက်ကများသွားတယ်အဲ့ဆိုလို့ရှိရင်အခုရည်အတွက်ကလည်းဒီအဖြစ်ထွက်လာမှာပိုများမှာပဲများတာမို့လို့ဓာတ်ရိုက်အချိုးလို့ခေါ်တယ်ဓာတ်ရိုက်အချိုးဆိုလို့ရှိရင်ဖြောင်းမြန်လန်ပေးရမယ်နောက်တစ်ခုကမိနစ်ကိုရှင်းကြည့်မယ်10မိနစ်မှာဆိုလို့ရှိရင်တော့မှ35ခုထွက်တယ်မိနစ်60ဆိုလို့ရှိရင်ဘယ်နှခုထွက်မှာလဲ10မိနစ်တောင်35ခုထွက်တယ်ဆိုမှတော့မိနစ်60ဆိုလို့ရှိရင်ပိုထွက်မှာပေါ့10နဲ့60နဲ့ရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်60ရများတယ်ဒီ10မိနစ်မှာတောင်မှ35ခုလုံးနိုင်တယ်ဆိုမှတော့မိနစ်60ဆိုလို့ရှိရင်အခုရည်တွေပိုများလာမယ်များတာဆိုတော့ကျတော့ဓာတ်ရိုက်အချိုးလို့ခေါ်တယ်ဓာတ်ရိုက်အချိုးဆိုလို့ရှိရင်သူ့ကိုပြောင်းပြန်လန့်ပေးရမယ်ဒီဓာတ်ရိုက်ချိုးပြောင်းပြန်လန့်ပေးရမယ်ပြောင်းပြန်ချိုးဆိုဒီတိုင်းထားရမယ်ဆိုတာကျတော့ဘာလို့ဆိုလို့နေရတော့ဆိုလို့ရှိရင်အနည်းလို့ရင်အများစားကြီးအများလို့ရင်အနည်းစားကြီးဆိုတယ်လို့မျိုးတွက်ခဲ့ရတယ်လို့ပဲပိုင်းဝေပိုင်းကြီးထားတဲ့နေရာမှာဘယ်လိုထားတွေ့ရမလဲဆိုတာကိုပြောချင်တာပါเนาะဆိုတော့ပေးထားတဲ့35ကိုမြောက်မယ်ဓာတ်ရိုက်ချိုးဆိုတော့ကျတော့အကုန်ပြောင်းပြန်လန်းရမယ်ဆိုတော့အကုန်ပြောင်းပြန်လန်းရမယ်ဆိုတာဒီဘက်မှာလည်းရှင်အခုရည်အတွက်ရှင်ကြည့်လိုက်တဲ့ချိန်မှာလည်းဓာတ်ရိုက်အချိုးဒီဘက်မှာမိနစ်ရှင်ကြည့်လိုက်တဲ့ချိန်မှာလည်းဓာတ်ရိုက်အချိုးမို့လို့ပြောင်းပြန်လန်းမယ်လို့ပြောတာပါเนาะအဲကျတော့အပေါ်က9အပေါ်ကထားမယ်အောက်ကို1ထားမယ်ပြီးပြီဆိုလို့ရှင်ဒီဘက်မှာလည်းမိနစ်ကလည်းအဲ့လိုပဲဓာတ်ရိုက်အချိုးမို့လို့60ကိုအပေါ်က10မိနစ်ကအောက်ကအဲ့ဒါကိုချတွက်လိုက်မယ်ဆိုလို့ရှင်1050အခုရည်အတွက်က1050ပါเนาะဒီပု္ပ္ပာမှာဓာတ်ရိုက်ချိုးရှင်းပြထားတာဆိုတော့ကျတော့နောက်ထပ်ပု္ပ္ပာတစ်ခုမှာဒီပုံစံတိုင်းကိုပဲဒီအခုရည်အတွက်မိနစ်တွေ့ရတာကိုပဲပြောင်းပြန်အချိုးဆိုတာဝါသရှိတွက်ပြပေးမယ်အဲ့ဒါဆိုလို့ရှင်တော့နားလည်မယ်လို့ထင်ပါတယ်နော်